アロンベミンガラバ今日はですね私がミャンマーで働いている会社の食堂で働いている方から話を聞いてみたいと思います。今とミャンマーがどんな風に違うかであったりですとか、あとは日本に今送るお母さんたちの気持ちだったりとか、その残される家族の側がどのようなことを考えているのかっていうことについて聞いていきたいと思います。မင်္ဂလာပါကျွန်တော်ကဒီနေ့တီးချင်တာကအဲ့ဒီအခုနဲ့ဟောတော့ကねမြန်မာကဘယ်လိုခွာတာလဲဆိုတာကိုတီးချင်ပါတယ်ဟိုတော့ကတော့မိဘတွေကလည်းရိုးကြတယ်ရိုးတော့ခါကြတော့နိုင်ငံသားဆိုတာကိုမသိဘူးလေဂျပန်ဆိုတာကိုလည်းမသိကြဘူးအခုကျတော့မိဘတွေကလည်းခင်မီလာပြီးဂျပန်နိုင်ငံမှာလည်းထုံးကားလာတယ်ဆိုတဲ့ခါကျတော့တာသမီတွေကိုဂျပန်တို့နိုင်ငံသားကိုပို့ချင်ကြတယ်ပေါ့အဲ့လိုဗါစိတ်ပူတာတွေရှိတော့တယ်တင်တယ်နော်မိဘတွေစိတ်ပူနေတယ်နော်စိတ်လည်းပူကြတာပေါ့ပူပေမဲ့လည်းဒါပေမဲ့သူတို့ရဲ့ရှေးရေးအတွက်သူတို့ကောင်းစားဖို့အတွက်မျက်စိပွင့်နားပွင့်အုံနောက်တွေပွင့်သွားအောင်လို့သူတို့ကနိုင်ငံသားကိုဂျပန်တို့အမေရိကတို့ဘာလို့ပို့ကြတာပေါ့အဲ့ဒါအန်တီတွေကြတော့ဗါဘေနန်ဂိုင်းနဲ့သွားစေချင်တာအဓိကတော့ဂျပန်ကိုသွားစေချင်တာပေါ့ဂျပန်ကဘာဖြစ်လို့ဆိုအလုပ်ကိုင်းနဲ့အဆင်ပြေတယ်စီးပွားရေးလည်းအဆင်ပြေတော့တာသမီတွေကိုဂျပန်နိုင်ငံကိုနေပို့စေချင်တယ်သွားစေချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုအာရှနိုင်ငံလည်းဖြစ်တဲ့အတွက်လေအဲ့ဒါဆိုကိုရီးယားလည်းရတယ်လေကိုရီးယားလည်းရတယ်ဒါပေမဲ့ကိုရီးယားသွားဖို့ဆိုတာမလွယ်ဘူးလေဂျပန်ကျတော့ဘာဖြစ်လို့ဆိုအခုဂျပန်စာသင်ကျောင်းတွေဖွင့်နေဂျပန်နေစာတွေသင်ပေးတဲ့အတွက်ဒီဥစ္စာအလွယ်တကူကလေးရဲ့စ조사မှုနဲ့ဆရာတွေရဲ့စ조사မှုနဲ့ဆိုဂျပန်ကိုအမြန်ဆုံးရောက်ပြီးအလုပ်ကိုင်းနေအဆင်ပြေနိုင်တယ်လေအဲ့ဒါကြောင့်ဂျပန်ကိုသွားစေချင်ကြအန်တီရဲ့ထားကဒီဟိုနေဗမာပြည်မှာပဲဒီမှာပဲအဲ့မဲ့ तू ကဘာလုပ်လဲဆိုရှင်းနေရှင်းနေဘောရှင်းနေလုပ်တယ်ညံကောင်းတယ်ရှင်းနေလုပ်တယ်နောက်ပြီးတော့ဒီဇိုင်းဆွဲတယ်အကုန်လုပ်တတ်တယ်အကုန်လုပ်တတ်တယ်ဒီဇိုင်းလည်းဆွဲတယ်အင်္ဂလိပ်တွေရတယ်တင်တယ်နော်ရတာပေါ့အဲ့ဒါဆိုတကယ်တော့အန်တီထားကတချို့နိုင်ငံတွားချင်တယ်ဆိုရင်တွားရရတယ်တင်တယ်နော်ရတာပေါ့ရတယ်ဒါပေမဲ့ तू ကအသက်ကြီးနေပြီအဲ့ဒါပဲကျွန်တော်တို့တူတူပဲနော်ဒီနေ့ကျတော့40ဟုတ်တယ်40ပြီးတော့ဆိုရင်တော့အဲ့ဒါတချို့ကျတော့ကျွန်တော်တွေ့ပြီတယ်ကျွန်တော်ကတကားတရီတွားတဲ့ဂျပန်အဆဆဆိုင်လीအဲ့ဆိုင်ကျတော့ကျွန်တော်အတိပို့ကြည့်တယ်ဒါပေမဲ့ तू ကဂျပန်တော်မယ်လို့ပြောတယ်ဂျပန်တော်ပြီးတော့ဆောက်တာဆိုင်မှာရောချင်တယ်တော့ပြောတယ်လို့ရှိတယ်ဒါပေမဲ့အဲ့တော့ထိုးထိုးရှာတာပေါ့အမေကလေးကတော့အရင်ကတားကတော့ကိုရှင်းနေလုံးတယ်ပေါ့ရှင်းနေလုံးတယ်နောက်ပြီးတော့ဒီဇိုင်းဆွဲတယ်သူကနိုင်ငံခြားကိုသွားခြင်းပြင်မယ်လေသူမှမိသားစုရှိနေတော့သူကမသွားနိုင်သူကသွားခြင်းတာလေသူကဂျပန်ပဲဂျပန်မှာပဲတော့ဂျပန်ကိုသွားခြင်းတာအဲ့ဒါလို့ဆိုဟိုတော့ကတော့ဟိုအန်တီတို့ကဟိုတော့ဆိုလို့ရှိရင်တော့မျက်စိလည်းမပုံနားလည်းမပုံလေဒီဂျပန်စာသင်ကျောင်းတွေလာဖွင့်နေဂျပန်ကနေကိုပို့နေတယ်ဆိုတဲ့ခါကျတော့မှသူတို့ကအသက်ကြီးလာတယ်အခုမှမျက်စိတွေနားတွေပွင့်လာတဲ့ခါကျတော့မမီတော့ဘူးအမေအခုဒီပင်ကလေးတွေလည်းဒီလိုပဲသွားနိုင်ပါစေသွားလို့ရပါစေလို့ပဲဆုတောင်းပါတယ်ဘာဖြစ်ဂျပန်ကိုသွားရင်ဘာဖြစ်မိသားစုအကုန်လုံးအဆင်ပြေလာမယ်လေအဆင်ပြေလာပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဘာလုပ်ငန်းလုပ်မယ်ဘာလုပ်မယ်ဆိုတာကိုသူတို့အုံနောက်နဲ့သူတို့ဆုံးဖြတ်နိုင်ပြီးရှိကြတာဟုတ်တယ်နော်ဂျပန်သွားရင်အတွေ့အကြုံရသွားပြီပြန်လာရင်တချို့လုံးကလာပြီးဒီမှာဘာလုပ်ရမလဲဂျပန်နိုင်ငံမှာဘာတွေရှိတယ်ဘာလုပ်ရမလဲဆိုတာတွေသူတို့သိသွားတယ်အခုဆိုတော့ဒီကိုဘဲမှမသွားလို့ရှိရင်ဒီနိုင်ငံထဲမှာနေဘာမှမသိဘာမှမသိဘူးဒီလိုပဲဟိုလုတ်ကလေးလုတ်ရတာလေးစားပုံသွားရင်နောက်တစ်ခါပြန်ရှာအဲ့ဒီလိုပဲဖြစ်နေကြတာဟုတ်တယ်နော်ဒီမှာတို့တဲ့ကျွန်တော်မေးစေဆိုရတယ်အဲ့လိုနောက်နေ့ကိုတဲ့နည်းနည်းလေးစဉ်းစားတော့မရဘူးဖြစ်နေနော်ဟုတ်တယ်နေ့တိုင်းစားစရာနည်းနည်းရှာရမှာဆိုတော့အဲ့လိုလည်းရှိတော့လေဖြစ်နေနော်ဒီလအတွက်ရှာပြီးသွားလို့ရှိရင်နောက်လအတွက်တစ်ခါထပ်ရှာအဲ့ဒီလိုဖြစ်နေဟိုမှာကတော့အဲ့လိုမဟုတ်ဘူးလေဂျပန်ကပို့လိုက်တဲ့ပတ်စံမိဘတွေအတွက်အဆင်ပြေတယ်အဲ့ဒါလို့ဆို2လ3လ4လဆိုတာမိဘတွေပူစရာမလိုဘူးစားလို့ရတယ်လေဟုတ်တယ်နော်ဂျပန်တကောက်သွားရင်အဲ့လိုရတယ်ဆွေမဲဆိုရအကုန်လုံးရသွားပြီနော်ဟုတ်တယ်မိဘပဲမဟုတ်ဟုတ်တယ်ဂျပန်တယောက်ရောက်ရင်နောက်လူတွေကိုပါသူတို့ကလက်စင်ကန်ခေါ်သွားတဲ့ခါကျတော့ဟုတ်တယ်လူတွေရဲ့လူနေမှုအဆင့်မြင့်လာတယ်ပေါ့အဲ့တော့ဟိုးတော့ကလေအန်တီကခလေးတော့ကကြတော့ချောင်းတက်တဲ့တက္ကသိုလ်တက်တဲ့ဆိုရင်တော့အဲ့လိုရှိတယ်နော်ရှိတယ်ဒါပေမဲ့အန်တီတို့မိဘတွေကရိုးတယ်လေအန်တီကဘွဲရပြီးသားလေဘွဲရပြီးသားရန်ကုန်တက္ကသိုလ်ကနေဘွဲရနိုင်ငံရေးတိတ်ပံနိုင်ငံရေးဘာသာနဲ့အန်တီဘွဲရတဲ့ခါကျတော့အန်တီတို့ကဘာလို့ရမလဲဆိုကျောင်းဆရာမလုပ်မယ်အမေကလည်း
အိုးမကွာအိမ်မကွာကျောင်းဆရာမလုပ်ဆိုကျောင်းဆရာမလုပ်တယ်နောက်ကဒီရက်ကွက်မီးလောင်သွားတဲ့ခါကျတော့ကျောင်းဆရာမလုပ်တော့ပဲလေဒီလိုကြွေတုပ်ဆက်အောင်တော့ဝင်လိုက်တာအဲ့ဒီခါကျတော့အဲ့တော့ခါကျတော့ကိုကစရင်လေးပါလေးပဲကြီးရတာပေါ့အဲ့တော့ဟိုနိုင်ငံသားဆိုတာလည်းအဲ့တော့မသိဘူးဟုတ်တယ်နိုင်ငံသားဘယ်ကိုသွားလို့ရလဲဘယ်လိုသွားရလဲဆိုတာလည်းမသိဘူးဘယ်လိုပတ်စံရတယ်ဆိုတာလည်းမသိဘူးအခုမှတက်ကြီးလာကမှအော်သူမြန်သားသမီးကြီးသွားတာဒီလိုရပါလားဆိုတော့အခုမှသိလာတာအဲ့လိုကဗါတယ်တက္ကသိုလ်တတ်တော့ကလည်းအဲ့လိုတင်ပေးတယ်တွေမရှိဘူးလို့ပြောတယ်နော်ဟုတ်အဲ့ကတော့ရောက်တော့လေဒီလိုပဲဘွဲရပြီးသွားပြီနိုင်ငံသားတွေဘာတွေလဲမစင်စားဘူးအမားကြီးမှာအလုပ်တနေရာရဖို့အတွက်မနှဲရှာပြီးတော့ဒီအလုပ်နဲ့မိဘကိုလုပ်ကျွေးရတာပေါ့သူကတာသမီရဲ့နိုင်ငံသားမှာသွားလုံးနဲ့မိဘတွေအဆင်ပြေကြတယ်လေအဲ့တော့ကကြတော့ဒီအဲ့ဒီဗါတယ်အန်တီကတက္ကသိုလ်တတ်တော့ကကြတော့အလို့ရှာရလွဲတာခက်လားလွယ်ဘူးမလွယ်ဘူးဟုတ်လားအဲ့ဒါကြောင့်မလို့ကျောင်းဆရာမကျောင်းဆရာမလောက်ကတော့ခါကြနေသွားတယ်နေသွားတော့နေမသွားနိုင်အဲ့တော့ကလည်းမိဘနဲ့ဝေးအောင်ဒီဂျပန်မပြောနဲ့ဒီမော်ဘီလောက်တော့မသွားလို့မရဘူးမိဘစိတ်မချတာပေါ့ဘို့တော့မိဘတွေကသားသမီးတို့တို့ရင်ဝင်ထဲမှာပဲထားခြင်းနဲ့အခုမိဘတွေကတော့မဟုတ်ဘူးငါတို့လွတ်လိုက်ရင်ငါတို့သားသမီးတိုးတက်တယ်ဆိုတဲ့စိတ်တွေဝင်လာပြီဒါပေမဲ့ကျွန်တော်ကြားဖို့တာကယူအောင်မနေတဲ့ကလေးတွေကြတော့မိဘတွေကစိတ်ပွင့်နေတယ်တော့ထားကျင်တယ်ယူအောင်မထားကျင်တယ်ရန်ကုန်ထဲမှာသွားသေးချင်းဘူးဂျပန်ထဲမှာသွားသေးချင်းဘူးဒါပေမဲ့မတနိုင်ဘူးလေပတ်စံရှာရအောင်ဆိုတော့ဂျပန်သွားမယ်လို့ရှိတယ်ဆိုတော့အဲ့ဒါပေါ့မိဘတွေကမလွဲတာပို့လိုက်ရတာပေါ့ဒါဖြစ်လို့လဲဆိုတော့တို့လည်းအစဉ်ပြေသွားမယ်တို့ဘဝကြီးတွေတိုးတက်သွားမယ်မိဘဆိုတာတော့တို့အတွက်သိမစင်စားဘူးလေကလေးတွေအတွက်ပဲစင်စားတာကလေးတွေနိုင်ငံခြားရောက်မယ်မျက်စိတွေပွင့်မယ်နားတွေပွင့်မယ်သူများတွေကလိန်လို့ချင်းလည်းအလိန်မခံရအောင်အဲ့လိုမျိုးတွေရှိတာပေါ့ဘိုးတော်ကလူကြီးတွေကတော့ရိုးကြတယ်ပြီးတော့အဲ့လိုတွေရှိတယ်မပြောချင်ဘူးဆိုရင်တော့မပြောရရတယ်အဲ့တော့ဗါတယ်အခုနဲ့ဟိုတော့ငါဆိုရင်တော့မင်္ဂလာဆောင်တယ်အေးစားရှာမယ်ဆိုတော့အဲ့လိုတွေခွာတယ်ကျင်းနော်ခွာတော့ပေါ့ဟုတ်တယ်မိဘကအဲ့ဒီယောက်ျားကိုမေးဆက်ပေးတာလို့မျိုးရှိတာဒီမှာလေရှိတယ်ဂျပန်မှာတော့ပဲအိုင်နိုကကြတော့ကိုဟာကိုပါလေရှာတော့မရအောင်မိဘကမေးဆက်ပေးရတယ်မေးစားတာလည်းရှိတာပေါ့ကိုကကိုကြိုက်လို့ခိုးပြေးတာလည်းရှိတာပေါ့ကိုကကိုကြိုက်လို့ကြတော့မိဘသဘောမတူလို့လည်းယူသွားတာအဲ့ဒါတွေရှိတာအဲ့ဒါကတူတူပဲပေါ့တူတူပဲအန်တီကကိုကြိုက်တာကိုကောင်းတယ်နော်ကိုကြိုက်တာမြန်မာမှာအခုလည်းရှိတာအဲ့လိုရှိတာပဲဟုတ်လားရှိတယ်ကိုကြိုက်တာကိုကြတာပဲဂျပန်မှာကျတော့လို့မျိုးထီတော့မရှိဘူးအခုအဲ့တော့အခုကျတော့အဲ့လိုလေဖုန်းနဲ့ကြည့်ပြီးတော့အဲ့ဒီ application တွင်းအဲ့တော့သူကြိုက်တယ်အဲ့လိုခုလည်းအဲ့လိုဖုန်းနဲ့ကပဲအဲ့ဒီလိုမျိုးတွေဖြစ်နေရတယ်အများကြီးပေါ့ဒီမှာပြင်မှာလည်းဖြစ်ကြတာဒါပေမဲ့မိဘနဲ့အတီးဆိုရင်တော့တားရဲ့တမီကိုမေးဆက်ပေးပြီးတော့သူတို့ကမင်္ဂလာဆောင်အဲ့လိုတွေရှိဟုတ်အဲ့မဲ့ဘာဖြစ်လို့လဲဆိုမိဘပေးစားတာကိုမလို့ခြင်းလို့ကိုကြီးစားတော့ကိုလိုက်သွားတဲ့လူတွေလည်းရှိတယ်ကိုကြီးစားကိုယူတာလည်းရှိတာပေါ့အန်တီရဲ့တားတဲ့ကိုကြိုက်တယ်ကိုကြိုက်တာကိုယူတာတားရဲ့တမီလားကြီးကတမီတစ်ယောက်တားတစ်ယောက်အဲ့တော့အတက်ပဲတော့တယ်အခုအတက်က40ပြည့်ပြီပေါ့ကလေးလေးကဟို17လ17လကိုဘိုက်ထဲမှာ8လကလေးပဲရှိတယ်ကလေးတော့မမွေးရသေးဘူးမမွေးရသေးဘူးယောက်ျားလေးကဘိုက်ထဲမှာမိန်းကလေးကအပြင်မှာသမီးကအန်တီရဲ့သမီးကမရှိဘူးအဲ့ဒါထားပဲတားရပဲအဲ့ဒါဆိုမမွေးရဒီပဲနဲ့အခုကမွေးရတယ်လို့က17လပါ17လနော်9လပဲမွေးကလေးက17လအပြင်မှာ17လအပြင်ကလေးက17လ8လ9လပိုင်းဆိုတစ်နှစ်ပြည့်တစ်နှစ်ကြီးတစ်နှစ်ငယ်ပေါ့အတား40နဲ့အခုမှမွေးတာဆိုရင်တော့နည်းနည်းမိန်းကလေးကချွေးမမိန်းကလေးကငယ်တယ်ဟုတ်လား12နှစ်15နှစ်လောက်ငယ်တယ်အဲ့ဒါဆို20ကိုအဲ့တော့မြန်မာမများလားများတော့ပေါ့အတက်ကွာတာဟုတ်လားတက်ကွာတာတချို့လည်းတက်ကြီးမှယူကြတယ်တချို့လည်းမိန်းကလေးတွေကငယ်လေးတွေနဲ့လည်းတက်ကြီးတဲ့လူကိုယူကြတယ်တချို့လည်းမိန်းကလေးတွေကအသက်ရွယ်လူချင်းယူကြတယ်ရွယ်လူချင်းကြတော့ကြာလည်းမခိုင်မြဲဘူးပေါ့ဟုတ်တယ်နော်ယောက်ျားလေးအခုကြတော့ဒီမှာလို့ရမှာဆိုတာတော့များတယ်ဆိုတော့မင်္ဂလာဆောင်ဖတ်ဆန်ကုန်းတယ်ပါညာလို့ဆိုတော့ဟုတ်တယ်နော်ချက်ချင်းဒါပေမဲ့အဲ့ဒီမှာလည်းရှိတယ်ဒီဂင်ဂေလေးတွေရှိတယ်ဒါပေမဲ့မင်္ဂလာဆောင်နေဆိုရင်တော့သူတို့ဒုက္ခရောက်နေတယ်ဟုတ်တယ်ခွန်ချက်စင်များတော့ဒီမှာလည်းမင်္ဂလာဆောင်ကုသတိကများဟုတ်တယ်အနိုင်လုံး50မရှိမင်္ဂလာဆောင်လို့မရဒါတော့တမန်ငါချာဂါတင်မရှိဒါပေမဲ့ဂါတင်မရှိဘဲနဲ့မဟုတ်ဘူး350လောက်350တော့အဲ့ဒါတော့မှမင်္ဂလာဆောင်ဖြစ်မြောက်ပဲရှိတာမင်္ဂလာဆောင်ပဲက350တော့ကုန်လားခုဈေးနှုန်းနဲ့ဆိုကုန်တာပေါ့အဲ့ဒါဆို
အဲ့တော့အကုန်လုံးပေးနိုင်တာမဟုတ်ဘူးနော် အကုန်လုံးပေးနိုင်တာတော့မဟုတ်ဘူးပေါ့ဒီလိုပဲကိုနိုင်တဲ့လောက်ပေးပေါ့ကျန်တာတော့သူတို့ ဟုတ်တယ်နော်တေတီပွဲတယ်အဲ့လိုတရှိရဆိုတော့ပြီးတော့ဂျပန်မှာကြတော့လေအဲ့ဒီခေါမမင်္ဂလေးလားအမေတမီယူသွားတယ်ဆိုရင်အမျိုးသားယူသွားတယ်ဆိုရင်တော့အဲ့ဒီမိဘကိုဖတ်ဆံပေးရမှာတယ်ရှိတယ်အဲ့ဒါဒီမှာရှိတာ မလည်းရှိတာပေါ့မင်္ဂလေးဘက်ကိုပေးရတော့ အိုးအကုန်လုံးတော်များများက မင်္ဂလေးတော်တော်များများမင်္ဂလေးဘက်ကိုပဲပေးကြ ဘယ်လောက်ပေးတာမလဲ အချို့တည်းတက်နိုင်တယ်လားပေါ့350ပေးတဲ့လူရှိတယ်330ပေးတဲ့လူရှိတယ်တချို့လည်းများတဲ့ခါကျတော့300 200ပေါ့အဲ့လိုပေးတယ်မင်္ဂလာဆောင်ကြီးကြက်ဆောင်ရင်တော့300 200ပေးတာအဲ့မင်းဂျပန်မှာမင်္ဂလာဆောင်ရင်လက်ဖွဲ့ငွေလာလား ဟုတ်တယ်ရှိတယ်ရှိ ဒီမှာလည်းအဲ့ဒီလိုပဲလက်ဖွဲ့ငွေ အဲ့တော့ကပေးရမှာဆိုတာလို့ရှိရင်ဂျပန်မှာလည်းရှိတော့ရှိတဲ့တယ်ဒါပေမဲ့အခုကနေတော့တယ်လို့ပြောတယ်အဲ့ဒီမှာအင်ဂျင်မကတပီးပဲနေတော့ပြီဟုတ်တယ်ဒီမှာလည်းတူတူပဲတင်တယ်နော် ဒီမှာလည်းတူတူပဲဟိုတော့ကတော့မိဘတွေကဂျပန်ပြန်လာတယ်ဆိုလို့ရှိရင်မင်္ဂလေးဘက်ကိုတင်တောင်းအများကြီးတင်တောင်းပါအဲ့ဒါဆိုပတ်စံလာတဲ့ခါကျတော့ဒီမင်္ဂလေးကလည်းဒီမှာတကယ်ကိုတော်တယ်မင်္ဂလေးပြီးသားတယ်ဆိုတော့မင်္ဂလေးမျိုးမိဘရွေးယောက်ျားလေးဘက်ကတင်ရအဲ့လိုမျိုးဆိုရင်အခုကနေတော့ပြီနော်အဲ့လိုလေကိုဟာကိုချိန်တော့တွန်းတယ်လို့များတယ်နော်ဟိုကြိုက်တော့ပတ်စံမကုန်ဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်ဂျပန်ပို့တဲ့ကလေးတွေကျတော့တော်များများကမိဘအများကြီးပို့တယ်ဟုတ်တယ်အဲ့လိုတွေပို့တယ်နေကြတဲ့ခါကျတော့ကိုသားသမီးတွေကိုပို့ကျင်ထားတာပေါ့မိဘတွေကအကုန်လုံးကပို့ကျင်တယ်ဆိုတော့ဘာဖြစ်လို့အားလုံးအဆင်ပြေတယ်လေဟုတ်တယ်မိသားစုအလိုက်ဆွေမျိုးတွေပါအကုန်လုံးအဆင်ပြေကြတယ်ဒီသူတို့လုပ်တဲ့ခုနဲ့အခုအချိန်မှာဘိုးတို့ကလူကြီးတွေကတော့ရိုးတယ်နိုင်ငံသားဆိုတာဘာမှန်းကိုမသိတာရိုးတွေကလည်းမသိဘူးထိုင်းလည်းမသိဘူးမလေးရှားလည်းမသိဘူးတယောက်နှစ်ယောက်သွားတာပဲမြင်နေရတော့အော်မလေးရှားမှာဘာများဖြစ်မလဲဆိုစိုးရိမ်ရတယ်ဒါပေမဲ့အခုတော့အကုန်လုံးကအေဂျင့်နေပြီဆိုတော့လေအကုန်လုံးကမိဘတွေကစိတ်ချလက်ချလွတ်ကြအန်တီကသမီးတို့လည်းဘာဖြစ်လို့လဲအခု92နှစ်92နှစ်ဆိုတော့တက္ကသိုလ်တူငါဆိုရင်တော့ဂါဆယ်လောက်ရှိပြီနော်ငါစင်လောက်ရှိပြီအဲ့တော့ကကြတော့မြန်မာပြည်မှာနိုင်ငံခြားတမရှိဘူးရှိဘူးနိုင်ငံခြားတယောက်နှစ်ယောက်ပဲရှိတယ်ဟုတ်လားအဲ့ဒါလည်းဘယ်မှာတွေ့ရလဲဆိုရွှေတကုံဖျားမှာပဲတွေ့ရခိုင်သွားတယ်လို့ရွှေတကုံဖျားတွေကအဲ့မှာရွှေတကုံဖျားကိုသွားလို့ရှိရင်ကိုသွားတဲ့ချိန်ကျရင်တို့ကဖျားဘူးလာတာနဲ့တွေ့လို့ရှိရင်အဲ့မှာနိုင်ငံခြားသားတွေ့ဘူးနော်အယံတူဆန်တယ်နော်ကိုကကြတော့အများကြီးဟုတ်တယ်ရှိတယ်ကျွန်တော်လည်းရှိတယ်အများကြီးပေါ့အခုတော့တွေ့ဘူးတဲ့ခါကျတော့တို့တွေဂျပန်သွားရင်ဘယ်သူဆက်သွယ်ရတယ်ဘယ်လိုလုပ်လို့ရတယ်ဆိုတာမိဘတွေကသိလာကြဟိုတော့မကြည့်ဘူးနော်မသိတော့သားသမီးကပြောတယ်မတော်နဲ့ဘောဘာဖြစ်လို့စိတ်မချလို့ဟုတ်တယ်နော်ခုကျတော့မိဘတွေကဘာဖြစ်လို့လဲဆိုသိလာကြပြီဟုတ်တယ်ဘာဖြစ်လို့ဆိုဖုန်းနဲ့ကြည့်ပြီးတော့ရှာလို့ရတယ်နော်သိလာကြပြီဆိုတော့သားသမီးကိုဘယ်ကိုသွားရင်ဘယ်လိုပို့မလဲဆိုဒီမှာအခုဒီเจ้าလာတဲ့တချို့မိဘတွေဒီမှာငုတ်တုတ်ထိုင်ဆောင်နေတယ်ဟုတ်လားစိတ်ပွနေတော့အဲ့ဒါစိတ်ပူနေတာမဟုတ်သူသားသမီးကိုနိုင်ငံခြားကိုပို့ချင်တာပဲသူသိတယ်ဒါစူးစမ်းစေချင်တော့စူးစမ်းစေချင်တာဂျပန်ကိုပို့ချင်တာအဲ့ဒါကြောင့်လာပြီးတော့ထေချာဒေတာလာတော့စနေအဲ့ဆိုင်တော့ဆိုရင်တော့တချို့နိုင်ငံသွားတယ်လို့လည်းမရှိဘူးဒီမှာလည်းနေတယ်လို့လည်းမရှိဘူးနော်နိုင်ငံအဲ့ဒါဆိုတီးချင်တာဒါတော့စိတ်တက်မှမရှိဘူးနေတွေ့တယ်နော်ကိုနိုင်ငံပဲစဉ်းစားလို့ရတယ်အဲ့လိုမျိုးကိုနိုင်ငံမဲ့ကိုနေပြီးတော့ဒီလိုပဲရတာနဲ့မစားနေကြတယ်နိုင်ငံခြားကိုသွားဖို့အတွက်တခါမှသူတို့မစဉ်းစားမိမိသားတွေကတာသမီတွေကပညာတွေတက်လာပြီးတော့မှဘဟုတုဒ္ဒတွေရလာတဲ့ခါကျတော့မိဘကိုရှင်းပြတော့မှမိဘအဲ့တော့မှသိရအဲ့ဆိုအခုနဲ့ဟိုတော့ကဆိုတာအများကြီးကွာတယ်နော်အများကြီးကွာတာဗောအဲ့လိုဘာကွာလဲဆိုရင်တော့အများကြီးပဲအကုန်လုံးကွာတယ်ပြီးဟုတ်တယ်နော်အလိုလည်းမတူအဲ့ဒီအင်္ဂါဂါဆေနီဆိုရင်တော့အဲ့ဒါလုပ်ငန်းတွေမတူဘူးနော်ဒီမှာရှိတဲ့လုပ်ငန်းဆိုရင်တော့ဘာလုပ်ငန်းရှိတဲ့တုန်းကကျတော့လုပ်ငန်းတစ်ခုပဲကျန်တဲ့လုပ်ငန်းတွေရှိတော့ရှိတယ်ဒါပေမဲ့တိတ်ပြီးတော့ဒီလောက်ချမ်းသာလောက်မရတော့ဘူးလေစိုက်ပျိုးရတော့မရောစိုက်ပျိုးရလည်းချမ်းသာဘူးဟုတ်တယ်နော်ဒီမှာဗမာပြည်မှာကဒီရုံးလုပ်ငန်းတွေပဲရုံးလုပ်ကိုပဲမိဘတွေကမလွတ်နိုင်လို့လှုပ်ရှားနေတဲ့လူတွေလည်းမချမ်းသာဘူးအင်ဂျီတော့မရောအင်ဂျီချုပ်တာလည်းအဆင်မပြေဘူးဒါပေမဲ့အင်ဂျီချုပ်တာကလည်းအခုကဘာဖြစ်လို့လဲဆိုနိုင်ငံခြားကနေပြီးတော့ ready made တွေသွင်းတဲ့ခါကျတော့အဲ့ဒါတွေကိုပဲဝယ်ဝစ်လိုက်တော့တယ်ချုပ်ခါက2000လောက်ကျရင်ဒီမှာက4000လောက်ပဲကျတယ်ဆိုတော့မချုပ်ဝတ်တော့ဟုတ်တယ်နော်အဲ့တော့နေသွားတယ်လို့ပြောတယ်ကျေးဇူးပါနားရပါပြီ今日は今のミャンマーと昔のミャンマーの違いについていろいろ
聞かせていただきまして、皆さんももし昔のミャンマーについて聞きたいことがあればぜひコメントしてください。本日は以上です。タッター。